PUBG Mobile ဆိုတဲ့အခါဖုန်းကတအားလေး game ကထစ်နေပြီးစော့မကောင်းဖြစ်နေလားဒါတွေလိုက်လို့ပေးပါနံပါတ်1 setting audio and haptic ထဲဝင်ပြီး audio ultra မှာထထားတယ်ဆိုရင်တော့ high ကိုပြောင်းပေးပါနံပါတ်2 control advanced control တွေက highlight movement loss replay limited replay wow အားလုံးကို disable လုပ်ပေးပါနံပါတ်3 graphic efficiency anti aliasing ကို disable လုပ်ပေးပါ power saving shadow auto adjust graphic ကိုလည်း disable လုပ်ပေးပါနံပါတ်4 graphic ကို smooth မှာထားပြီး frame rate ကကိုယ့်ရဲ့ဖုန်းကဘယ်အထိ support လုပ်လဲ ultra လား high လား extreme လားကိုယ့်ဖုန်းက support လုပ်တဲ့အထိထားပေးပါနံပါတ်5 download center ထဲဝင်ပေးပါထိတ်က clear ကိုနှိပ်ပေးပါ manual selection ကိုရွေးပြီးကိုမစောဖြစ်တဲ့မြေပုံတွေကိုမလိုအပ်တဲ့အရာတွေကို select မှတ်ပြီး delete လုပ်ပေးပါဒါပြီးဖုန်းကိုတစ်ခါလောက် restart ဒါမှမဟုတ် power ပိတ်ပြီးပြန်ဖွင့်ပေးပါနံပါတ်6ဖုန်းပူလာတဲ့အခါ game ကထစ်တာမျိုးရှိပါတယ်ဒါကြောင့် cooling fan ဒါမှမဟုတ်စပွဲတင်ပန်ခါအသေးလေးဖွင့်ပြီးစော့ပေးပါဖုန်းကပါဖြုတ်ပြီးစော့တယ်ဆိုရင်တော့ပိုကောင်းပါလိမ့်မယ်နောက်ဆုံးဖုန်းကတော်တော်လေးကိုပူလာတယ်ဆိုရင်တော့ခဏမစော့တာအကောင်းဆုံးပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ game ကတော်တော်လေးကို lag ဖြစ်မှာဆိုတာသိကြပါတယ်နံပါတ်9 PUBG Mobile စားစော့တော့မယ်ဆိုရင် background မှာ run နေတဲ့ application တွေကိုဖျက်ပေးပါနံပါတ်8ဖုန်းမှာနေရာအလွတ်ထားပြီးပါဥပမာကိုယ့်ရဲ့ဖုန်းက 128GB ဆိုရင် 15GB 20လောက်နေရာအလွတ်ထားပြီးပါ256GB ဆိုရင်လည်းသဘောတရားတူတူပဲဖြစ်ပါတယ်ဖုန်းရဲ့ memory ကိုဘယ်တော့မှအပြည့်မထားပါနဲ့နေရာအလွတ်ထားဖို့ကအရေးကြီးပါတယ်ကျွန်တော်အခုဖော်ပြပေးတဲ့အချက်တွေကိုလိုက်လုပ်တယ်ဆိုရင်တော့ PUBG Mobile ဆိုတဲ့အခါ game လေးတာတို့ game ထစ်တာတို့အတိုင်းအတာတစ်ခုတည်းရှော့ချပြီးမှာပဲဖြစ်ပါတယ်ဗျာ